မင်္ဂလာပါတဂရိကောစီလာထဲမှာပြန်လဲကြိုဆိုလိုက်ပါရစေအခုကြည့်ပေးမယ် pick up ပိုင်းpick up ပိုင်းတော့ဖြစ်တဲ့တင်းတော့မနှက်ဖြန်ငွေကြေးကန်ချင်းတွေကိုကြည့်ပေးမှာဖြစ်ပါတယ်မနှက်ဖြန်မှာပေါ့နော်ငွေကြေးကန်ချင်းတွေအဖြစ်ကောင်းလည်းကောင်းတယ်မကောင်းလည်းမကောင်းဆိုတဲ့ချင်းတွေမျိုးလေးတော့ရှိပါတယ်မကောင်းမှုဆိုတာကဘာလဲဆိုရင်ကိုယ့်ရဲ့ရှေ့ဆက်ပြီးလှုပ်ဆောင်ရမယ့်ကိစ္စတွေငွေကြေးအပေးယူကိစ္စတွေနဲ့ပတ်သက်ပြီးနည်းနည်းလေးခေါင်းမိတောက်ရမယ့်ကိစ္စမျိုးလေးတွေကြုံရတတ်ပါတယ်ပူပင်ရတတ်တယ်ပေါ့နော်အကျွေးမြေကိစ္စလေးတွေအတွက်စကားပြောရတာပြင်ပန်းရတာမျိုးလေးတွေရှိပါတယ်။ဘောပေါ့နော်။ကြပွေးမှာရှိတဲ့မိသားစုတွေစီကိုငွေကြေးတွေထောက်ပံ့ခြင်းနဲ့လှမ်းမိကြော့ခြင်းနဲ့နောက်မိသားစုနဲ့အတူတူပျော်ပွဲစားတွေပါသွားခြင်းနဲ့ပေါ့နော်။ဒီလိုမျိုးလေးတွေစီစဉ်ထားတဲ့ကိစ္စမျိုးလေးတွေမှာငွေဟာလိုအပ်တဲ့လောက်မထွက်တာမျိုးမျှော်မှန်းထားတဲ့လောက်စံချိန်မပြည့်မီတာမျိုးဖြစ်ရတတ်ပါတယ်နော်အဲ့တော့ကိုယ်အနေနဲ့ပေါ့နော်နောက်ချက်မှာငွေကြေးစည်းဝါးထပ်စားလို့ရှိရင်ငွေကြေးစည်းဝါးကိုအသေးအတန်ရှာနေရထပ်စားရင်စိတ်ကလေးကိုနည်းနည်းလျှော့ပြီးတော့တခြားသောစိတ်သားရပျော်ရွှင်စေမဲ့ကိစ္စမျိုးလေးတွေမှာပို့ပြီးတော့အာရုံစိုက်လိုက်တာကပိုကောင်းတဲ့အခြေအနေမျိုးလေးဖြစ်နိုင်ပါတယ်နော်အဲ့တော့စိတ်ပျော်ရွှင်မှုကတော့တခြားကိစ္စနဲ့စိတ်ပျော်ရွှင်မှုပြေဝရမယ်ဒါမှငွေကြေးစည်းဝါးအရာတော့စိတ်ပျော်ရွှင်မှုသိပ်ပြီးတော့မတွေ့ရပါဘူးဒါဆိုရင်ဒါကတင်တော်မနှက်ဖြစ်ငွေကြေးကန်ချင်းနေဖြစ်ပါတယ်မိုးတွေရွာနေလို့နည်းနည်းလေးပဲဖတ်ပေးလိုက်ပါရနော်အားလုံးပဲစီးပွားဆံများဒီလာတိုးတက်ကြပါစေ